အားလုံးပဲမင်္ဂလာပါရှင်။အရင်အရင်ကဒီဆိုခဲ့ဘူးတဲ့ချင်းဟောင်းလေးကိုလာကိုဆိုပြရှင်ပါတယ်။တချင်းလေးကတော့ဘာလို့ပြဆိုတဲ့ program မှာအရင်ဒီဆိုထားတဲ့တချင်းလေးဖြစ်ပါတယ်။တချင်းလေးရဲ့ခေါင်းစဉ်ကတော့လုံးစံမရတဲ့စီလို့မြင်ရပါတယ်။ဒီရေးဆရာကတော့အားလုံးသိသေးတာဖြစ်တဲ့အတွက်ကိုကောင်းကောင်းပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်။တချင်းလေးရဲ့အကြောင်းအရာကတော့လက်ရှိလောကမှာလူငယ်အချို့ပေါ့နော်ဖြစ်နေတဲ့ဖြစ်ပေါ်နေတဲ့ပြဿနာလေးကိုအရင်တို့ကရှင်ပတ်နဲ့ခံစားပြီးတော့ဆိုပြချင်ပါတယ်။နားဆင်ပြီးတော့လည်းဖိတ်ခေါ်ပါတယ်။နားဆင်ပေးကြတဲ့ညီကောင်မောင်တို့ရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။တီဆိုထားတဲ့တခြင်းလေးရဲ့ဒုက္ခနဲ့လည်းကင်းဝေးကြပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးပဲကောင်းသောညချမ်းပါ။